ဝင်ကြီးဌာနကဖုံးကွယ်ထားတဲ့ Azkaban ရဲ့လျှို့ဝှက်ချက်ပေါ်တာဟတ်များအားလုံးမင်္ဂလာပါ Harry Potter ရဲ့ Wizarding World ထဲမှာမော်ဆီယာတွေအားလုံးတေမလောက်ကြောက်ရတဲ့နေရာတစ်ခုရှိပါတယ်။အဲ့ဒါကတော့ Azkaban အကျဉ်းထောင်ပါပဲ။ Azkaban ဆိုတာကမော်ဝင်ကြီးဌာနရဲ့ဥပဒေတွေကိုချိုးဖောက်ခဲ့ရင်ဒါမှမဟုတ် Dark Lord ဘက်ကိုရက်တီခဲ့ရင်နောက်ဆုံးသွားရမယ့်နေရာပဲဖြစ်ပါတယ်။ဒါပေမဲ့တကယ်ချင်းတို့သိပါသလား Azkaban ဆိုတာကမော်ဝင်ကြီးဌာနကတိစောက်ထားတဲ့ထောင်တစ်ခုမဟုတ်ပါဘူးပြီးတော့ Azkaban မှာဘာဖြစ်လို့ Dementors တွေတလောက်တော့အများကြီးရှိနေရတာလဲဒီနေ့ဗီဒီယိုမှာတော့ Azkaban ရဲ့အမောင်ဆုံးနဲ့ကြောက်စရာအကောင်းဆုံးလျှို့ဝှက်ချက်တွေကိုအသေးစိတ်ပြပြပေးတော့မှာဖြစ်ပါတယ်Azkaban ရဲ့တမိုင်းကြောင်းကိုသိဖို့ဆိုရင်15ရာစုနှစ်စီကိုပြန်သွားရပါလိမ့်မယ်။အဲ့ဒီတုန်းကမြောက်ဖက်ပင်လယ်ရဲ့မြေပုံပေါ်မှာတော့မရှိတဲ့ကျွန်းကျွန်းပေါ်မှာ Icritis လို့ခေါ်တဲ့ Dark Wizard တယောက်နေထိုင်ခဲ့ပါတယ်။သူကအရန်ကိုအစမ်းထပ်ပြီးတော့စိတ်ဝေဒနာရှင်တယောက်လိုယူတွတ်နေတဲ့သူပါ။သူကအဲ့ဒီကျွန်းပေါ်မှာခန်းသက်ကြီးတစ်ခုတိစောက်ထားပြီးတော့မဂ်ယူလောက်တာတွေကိုမွန်အတက်နဲ့ဆွဲဆောင်ဖန်ဆီးခဲ့ပါတယ်။အဲ့ဒါပြီးရင်တော့သူတို့တွေကိုနှိပ်စက်ပြီး Dark Magic စမ်းသပ်မှုတွေပြုလုပ်ခဲ့ပါတယ်။အဲ့ဒီမဂ်တွေရဲ့ကြောက်ရွံ့မှုနာကျင်မှုနဲ့စိတ်ပြတ်အားငယ်မှုတွေကနေတဆင့်အဲ့ဒီကျွန်းပေါ်မှာတတဝါဆိုးတွေမွေးဖွားလာခဲ့ပါတယ်။အဲ့ဒါကတော့တခြားမဟုတ်ပါဘူး။ပြီးတော့တည်ထားကြတဲ့ Dementors တွေပါပဲ။ Icritis တည်ဆုံးသွားတဲ့အခါသူသုံးခဲ့တဲ့ Concealment Charms တွေပြည့်ပြည့်သွားပြီးတော့မော်ဝင်ကြီးဌာနကအဲ့ဒီကျွန်းကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။အထဲကိုဝင်ရောက်စစ်ဆေးခဲ့တဲ့ဝင်ကြီးဌာနလူတွေဟာကြောက်လန့်တုန်လှုပ်ပြီးတော့စကားတော့မပြောနိုင်ကြတော့ပါဘူး။ဘာလို့လဲဆိုတော့အထဲမှာ Dementors တွေယာနဲ့ချီပြီးပြည့်နေနေလို့ပါပဲ။ဘာကြောင့်ထောင်အဖြစ်ပြောင်းလဲခဲ့တာလဲ။ပထမတော့မော်ဝင်ကြီးဌာနကအဲ့ဒီကျွန်းကိုဖျက်ဆီးပစ်ချင်ခဲ့တာပါ။ဒါပေမဲ့ Dark Magic ပညာရှင်တွေကတတိပေးခဲ့ပါတယ်။အဲ့ဒီကျွန်းကိုဖျက်ဆီးလိုက်ရင် Dementors တွေကကုန်းပေါ်တက်လာပြီးတော့ UK တနိုင်ငံလုံးကိုဒုက္ခပေးလိမ့်မယ်တဲ့။အဲ့ဒီအချိန်မှာပဲ1918ခုနှစ်မှာတက်လာတဲ့ဒုတိယမြောက်မော်ဝင်ကြီးဖြစ်တဲ့ Democles Rowell က idea တစ်ခုရခဲ့ပါတယ်။ရိုဝယ်ပြောခဲ့တာကတော့ငါတို့မှာရာဇဝတ်ကောင်တွေကိုထားဖို့ထောင်အတက်လိုနေရတဲ့အတော်ပဲအဲ့ဒီတော့ Azkaban ကိုထောင်အဖြစ်300အောင် Dementors တွေကိုလည်းအကျဉ်းဆောင်အဖြစ်အသုံးပြုခဲ့ရင်ငါတို့အတွက်အလကားဆောင်ပေးမယ်လို့ရတာပေါ့ဆိုပြီးတော့ပြောခဲ့ပါတယ်ဒါကမော်ဝင်ကြီးဌာနရဲ့အတဆန်ပြီးတော့အမောင်ဆုံးဖြတ်ချက်ဖြစ်သွားခဲ့ပါတယ်ဒါပေမဲ့ဒါဟာအကျဉ်းသားတွေအတွက်တော့ငရဲခမ်းပါပဲ။ဂျမန်ချောတွေကလူတွေရဲ့ပျော်ရွှင်စရာမှတ်ဉာဏ်တွေကိုစုပ်ယူပြီးတော့အကောင်ဆုံးတွေးဆုပ်တတ်ကြလို့ပါပဲ။ Azkaban ကိုရောက်လာတဲ့အကျဉ်းသားအများစုဟာရပ်ပိုင်းအတွင်းမှာတည်းယူတွက်ကုန်ကြပြီးတော့အစားအသောက်ညှင်းဆန်ကတေဆုံးသွားကြတာများပါတယ်။ Azkaban ကိုဖောက်ထွင်းနိုင်ခဲ့သူ3ဦးလူတိုင်းက Azkaban ကနေဘယ်သူမှမလွတ်မြောက်နိုင်ဘူးလို့ထင်ကြပေမဲ့ Harry Potter ရဲ့တမိုင်းမှာတော့ Azkaban ကိုအောင်မြင်ဖောက်ထွင်းနိုင်ခဲ့တဲ့ဖြစ်ရပ်ကြီးတစ်ခုဖြစ်သွားခဲ့ပါတယ်။ပထမဦးဆုံးလွတ်မြောက်လာခဲ့တဲ့သူကတော့ Barty Crouch Jr. ပါပဲ။ဒါပေမဲ့သူကသူ့ရဲ့အစွမ်းနဲ့ဖောက်ခဲ့တာမဟုတ်ပါဘူး။ Polyjuice Potion ကိုတုံးပြီးသူ့အမေနဲ့ရုပ်ချင်လဲကလွတ်မြောက်လာခဲ့တာပါ။ Dementors တွေကမျက်စိမမြင်ရပါဘူး။သူတို့ကလူတွေရဲ့စိတ်ခံစားချက်ကိုပဲသိရှိတာဆိုတော့တေခါနီးဖြစ်နေတဲ့ Crouch Jr. ရဲ့အမေရဲ့စိတ်ခံစားချက်နဲ့တားဖြစ်သူရဲ့စိတ်ခံစားချက်ကိုမခွဲခြားနိုင်တော့ဘဲနဲ့အလဲ့စားခံလိုက်ရတာဖြစ်ပါတယ်။ဒုတိယတစ်ယောက်ကတော့ပြီးတော့ရဲ့အချစ်တော် Sirius Black ပါပဲသူကတော့မော်ဝင်ကြီးဌာနကိုတိတ်ခါချပြီးတော့ကိုပိုင်အစွမ်းအစနဲ့ဖောက်ထွင်းနိုင်ခဲ့တဲ့သူပါ Sirius က Animagus တစ်ယောက်ဖြစ်လို့ခွေးနက်ကြီးအဖြစ်ပြောင်းလဲသွားတဲ့အခါ Dementor တွေကသူ့ရဲ့စိတ်ခံစားချက်တွေညော့နေသွားတာကိုတတိမပြုမိတော့ပါဘူးပြီးတော့သူကအပြစ်မရှိဘူးဆိုတဲ့စိတ်နဲ့ပဲစိတ်ယူသွတ်မသွားအောင်ထိန်းထားနိုင်ခဲ့ပြီးတော့ထောင်တိုင်တွေကြားထဲကနေရှော့ခနဲ့ထွက်ပြေးလွတ်မြောက်လာခဲ့ပါတယ်တတိယအကြိမ်ကတော့1996ခုနှစ် Voldemort ပြန်လည်ကြီးထွားလာတဲ့အချိန်မှာဖြစ်ခဲ့တဲ့ Mass Breakout ပါပဲ။ Dementors တွေဟာမော်ဝင်ကြီးဌာနကိုတစ္ဆာဖောက်ပြီးတော့ Voldemort ဘက်ကိုကူးပြောင်းသွားခဲ့တဲ့အတွက် Bellatrix Lestrange တို့အပါအဝင်တစ္ဆာရှိ Death Eaters တွေအကုန်လုံးလွတ်မြောက်သွားခဲ့ပါတယ်။အမောင်ထူးခြားရောက်နေတဲ့ခင်မှာ Azkaban ရဲ့အခြေအနေဘယ်လိုရှိခဲ့သလဲ
ဒီအမောင်ခက်ကတော့အစကပန်ရဲ့တမိုင်းမှာအမဲဆက်အကြီးမားဆုံးခက်ပါအစကပန်ဟာရာဇဝတ်ကောင်တွေအတွက်တင်မဟုတ်တော့ဘဲနဲ့တွေးမတန့်ဘူးလို့ထင်မှတ်ထားခံရတဲ့မဂယ်ဘွန်တွေရဲ့တုတ်တန်ဖြစ်ခဲ့ပါတယ်ဖိုဒမော့က ministry ကိုထိန်းချုပ်ပြီးလိုက်တဲ့နောက်မှာမဂယ်ရီကနေပောက်ဖွာလာတဲ့မော်စီယာတွေဟာမော်ပညာတွေကိုခိုးယူထားတာဖြစ်တယ်လို့ဆွဆွဲပြီးတော့သူတို့တွေကိုဖမ်းဆီးဖို့ Dolores Umbridge ဦးဆောင်တဲ့ကော်မရှင်အဖွဲ့ကိုဖွဲ့စည်းခဲ့ပါတယ်။ Umbridge ရဲ့ရက်စက်တဲ့စစ်ဆေးမေးမြန်းမှုတွေအောက်မှာပဝပြတ်ခဲ့တဲ့မော်စီယာတွေလည်းမနှဲခဲ့ပါဘူး။အဖြစ်မရှိဘဲနဲ့မဂယ်ဘွန်တွေအမြောက်အများကိုအစကပန်ထောင်နဲ့ပို့ခဲ့ပါတယ်။သူတို့ဟာရာဇဝတ်ကောင်တွေမဟုတ်ခဲ့ပေမဲ့ဂျမန်ထောက်တွေရဲ့ညင်ပန်းနှိပ်စက်တာကိုခံခဲ့ရပါတယ်။ဖိုဒမော့ကဂျမန်ထောက်တွေကိုလွတ်လပ်ခွင့်ပေးထားတာကြောင့်သူတို့ဟာထောင်သားတွေရဲ့ပျော်ရွှင်မှုကိုအသာစီးမရှိစုပ်ယူခွင့်ရပြီးတော့ထောင်ဟာငရဲကန့်ထက်တောင်ပိုဆိုးခဲ့ပါသေးတယ်။ပြောချင်တာကအမောင်ခက်မှာအစကပန်ဟာဘလောက်တောင်ကြောက်စရာကောင်းတယ်လဲဆိုတာပါပဲ။အစကပန်ရဲ့ယနေ့ခေတ်အခြေအနေဒါဆိုရင်မေးစရာတစ်ခုရှိပါတယ်။စက္ကန်ဝဆဒင်ဝါကြီးပြီးဆုံးသွားတဲ့နောက်မှာအစကပန်ကြီးဘာဖြစ်သွားသလဲပေါ့။ဖိုဒမော့ကြဆုံသွားပြီးတဲ့နောက် Kingsley Sherlock ကမော်ဝင်ကြီးဌာနဖြစ်လာတဲ့အခါမှာတော့အစကပန်ကိုအကြီးအကျယ်ပြောင်းလဲမှုတွေလုပ်ခဲ့ပါတယ်။ Kingsley ကဂျမန်ထောက်တွေကိုထောင်ဆောင်အဖြစ်ကနေလုံးဝထုတ်ပယ်ပစ်ခဲ့ပြီးတော့အဲ့ဒီအစားမော်ဝင်ကြီးဌာနရဲ့ Auras တွေဖြစ်ကြတဲ့မော်အတက်အထူးရဲတပ်ဖွဲ့တွေကိုပဲအလဲကျစောင့်ကြပ်ခိုင်းခဲ့ပါတယ်။ဒါကြောင့်လက်ရှိအစကပန်ဟာအရင်လိုစိတ်သက်ကြစရာငရဲခန့်ကြီးမဟုတ်တော့ဘဲနဲ့ပုံမှန်တရားမျှတတဲ့ထောင်တစ်ခုဖြစ်သွားခဲ့ပါတယ်။တကယ်တော့အစကပန်ဆိုတဲ့နာမည်ဟာ Alcatraz ဆိုတဲ့နာမည်ကြီးအကျဉ်းထောင်နဲ့ Abaddon ပျက်စီးခြင်းငရဲလို့အဓိပ္ပာယ်ရတဲ့စကားလုံးနှစ်ခုကိုပေါင်းစပ်ထားတာဖြစ်ပါတယ်။ Okay ဒါကတော့ Harry Potter လောထဲကစိတ်ဝင်စားစရာကောင်းတဲ့အစကပန်အကြောင်းပဲဖြစ်ပါတယ်။ဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုလေးတွေကိုကြိုက်နေတတ်တယ်ဆိုလို့ရှိရင်တော့ channel လေးကို subscribe လုပ်ထားဖို့မမေ့ပါနဲ့အောင်နော်အားလုံးပဲနောက်ဗီဒီယိုမှာထပ်တွေ့ကြပါမယ် bye